ဋ္ဌာန်း24ပစ္စည်းထဲကအတ္တိပတ္တိပစ္စယောမြန်မာလိုပြန်ရင်အကြီးအမူသို့မဟုတ်အဓိကအရေးကြီးဆုံးတရားအဲ့လိုလဲပြောလို့ရတယ်မိမိတို့စိတ်ချမ်းသာဖို့အတွက်နောက်ပြီးတော့ပစ္စည်းဥစ္စာကြီးပွားတိုးတက်အောင်မြင်ဖို့အတွက်ဆိုလို့ရှိရင်ဒီအတ္တိပတ္တိပစ္စယောကအရေးကြီးပါတယ်စန္ဒာတိပတိပါပဲလို့စန္ဒပါဖို့ပေါ့စိတ်ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်စိတ်ချမ်းသာခြင်းတဲ့စန္ဒရှိဖို့ကြီးပွားတိုးတက်အောင်မြင်ခြင်းတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်အလုံးလုံးတဲ့နေရာမှာburning desire ဆိုတဲ့စန္ဒပေါ့နော်အဲ့ဒါတွေလိုအပ်တယ်မြတ်စွာဘုရားကအဘိဓမ္မာထဲမှာဒီစန္ဒာဓိပတိဆိုပြီးတော့ထည့်ဟောထားတာပေါ့နောက်တစ်ခုဝိရိယဓိပတိတဲ့ကြိုးစားအားထုတ်ဖို့လိုတယ်တဲ့ပစ္စည်းဥစ္စာတိုးတက်ဖို့ကြိုးစားရတာပဲနောက်ပြီးတော့စိတ်ချမ်းသာဖို့လည်းပဲကြိုးစားရတာပူလောင်တဲ့ကာလပူလောင်တဲ့နေရာမှာအဲ့လိုကြုံလာလို့ရှိရင်မိမိတို့စိတ်ချမ်းသာအောင်စိတ်တည်ငြိမ်အောင်ကြိုးစားရပါလိမ့်မယ်စိတ်ဓာဓိပတိတဲ့စိတ်ဓာတ်ပေါ့စိတ်ဓာတ်ပေါ့အလုပ်တစ်ခုအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဒါစိတ်ဓာတ်လည်းလိုအပ်တာပဲတရားအလုပ်အားထုတ်တဲ့အခါမှာလည်းပဲစိတ်ပါဖို့လိုတယ်တမလင်ခွေထိုင်တယ်ဝင်လေထွက်လေမှတ်တယ်စိတ်ပါမှသူကရှေ့ရောက်မှာရှေ့တိုးမှာဝိမန္တာတိတိတဲ့အတိညာပါဖို့ပေါ့နော်အတိညာရှိတဲ့ပုဂ္ဂိုလ်ကစိတ်ချမ်းသာတယ်အတိညာကြွယ်ဝတဲ့ပုဂ္ဂိုလ်ကအောင်မြင်တယ်တဲ့စန္ဒာဓိပတိဝိရိယဓိပတိစိတ်ဓာဓိပတိဝိမန္တာဓိပတိဒီအဓိပတိ၄ပါးတပါးအားတိုင်ကြံတဲ့ဟာလည်းအကုန်ပါလာပါတယ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်သူ့ရဲ့ထက်မြက်မှုနောက်မှာဒါစန္ဒဝိရိယစိတ်ဓာတ်တော့တွဲပြီးတော့ခေါ်လာတာပဲတခုခုအာတန်ဖို့လိုတာပေါ့နော်အကယ်မိမိတို့ဉာဏ်မထက်ဘူးဆိုလို့ရှိရင်ကြိုးစားရတယ်စိတ်ဓာတ်မပါရင်စန္ဒဖြစ်အောင်လုပ်ရမယ်ဒီလိုပေါ့တခုနဲ့တခုနဲ့သူကဆွဲပြီးတော့ရှေ့ကိုခေါ်သွားတာပဲအတ္တိပတ္တိပစ္စယောဆိုတာလူတိုင်းအတွက်လိုအပ်ပါတယ်တဲ့အောင်မြင်တဲ့နေရာမှာရောစိတ်ချမ်းသာတဲ့နေရာမှာရောမိမိတို့စိတ်ထဲမှာဒါပဋ္ဌာန်းရွတ်တိုင်းဒါလေးတွေကိုတတိယဖို့မှာကြားချင်ပါတယ်အလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ